ဆေးရုံထဲမှာထိုင်နေကြတဲ့မိမကမိဖွားချိန်ရောက်နေပြီးအသက်ပြင်းပြင်းရှူရင်းနာကျင်မှုကြောင့်လင်းယောက်ျားရဲ့လက်ကိုတင်းတင်းဆုပ်ထားတဲ့အဲ့ဒီအချိန်ဆရာဝန်တယောက်ရောက်လာပြီးပြောလိုက်တယ်ကိုကျွန်တော်တို့မှာစမ်းသပ်ဆဲနည်းပညာတစ်ခုရှိပါတယ်မိမရဲ့မိဖွားနာကျင်မှုတစ်စိတ်တစ်ပိုင်းကိုကိုယ်စီလွှဲပေးလို့ရပါတယ်ဒါဆိုသူမပိုသက်တာနိုင်ပါတယ်စမ်းကြည့်မလားလင်းယောက်ျားကမစင်းစားပဲချက်ချင်းပြောလိုက်တယ်လိုအပ်ရင်အကုန်လုံးတောင်ယူမယ်ဆရာဝန်ကခေါင်းညိတ်ပြီးဆက်ကို30ရက်နဲ့စတင်ညှိလိုက်တယ်ယောက်ျားကနင်းနေလန့်သွားပေမဲ့ပြုံးလိုက်တယ်ဒါလောက်ကဘာမှမဟုတ်ဘူးဟိုတို့ပါနှစ်ဆယ်ကြီးသူဘာမှမဖြစ်သေးဘူး90ကြီးတည်ငြိမ်နေစေသူကဟာတလုတ်ပြီးပြောတယ်မိဖွားတာအရမ်းနာတယ်လို့ဘာလို့လူတွေပြောကြတာလဲမသိဘူးကျွန်တော်တော့ကောင်းကောင်းပဲရဲ့ဆရာဝန်ကစိုးရိမ်သွားတယ်ကိုတရားရဆိုရင်အနည်းရှိနိုင်တယ်ဒါပေမဲ့ယောက်ျားကရှေ့ကိုကိုင်းပြီးပြောလိုက်တယ်လှုပ်လိုက်ပါမိမကိုလုံးဝမနာစေချင်ဘူးအားလုံးကျွန်တော်ခံမယ်ဒါနဲ့ဆရာဝန်ကနာကျင်မှုတရားရကိုလွှဲပေးလိုက်တယ်မိမကမျက်ရည်တစ်စက်မကျပဲကလေးကိုချောချောမွေ့မွေ့မွေးလိုက်တယ်အော်ဟစ်တန်မရှိနာကျင်မှုမရှိပျော်ရွှင်မှုပဲရှိတယ်သူမကလင်းယောက်ျားကိုနမ်းပြီးတိုးတိုးလေးပြောတယ်ရှင်ကတကယ်အငဲဖို့ကောင်းတယ်သူတို့နှစ်ယောက်ဆရာဝန်ကိုကျေးဇူးတင်ပြီးကလေးတစ်လေးကိုချီကာဂုံယူစွာပြုံးရွှင်စွာအိမ်ပြန်လာကြတယ်